ရဲ့စောက်ထားတဲ့အိမ်ပုံစံလေးမှာပထမအဦးဆုံးစောက်ထားပေးဖြစ်တဲ့ဒါဒီလှေကားကိုပေါ့နော်အတွင်းလှေကားကိုမှအိမ်ထဲမှာမထည့်ဘဲနဲ့အပြင်မှာ apartment ပုံစံမျိုးဆောင်ရွက်ပေးထားဖြစ်ပါတယ်အဲ့ဒီတော့အပြင်ကနေကြည့်ရင်တော့လုံးစင်းအိမ်လေးဖြစ်ပါတယ်ဒါပေမဲ့အိမ်ထဲမှာဆိုရင်တော့မိသားစုနှစ်စုအပေါ်တက်အောက်ထက်တီးသက်နေလို့ရမယ်ထူးခြားချက်ကလေးကိုတွေ့ရှိမှာဖြစ်ပါတယ်ဒီကားလေးကိုအပြင်မှာတီးသက်ဆောင်ရွက်ပေးထားဖြစ်တဲ့အတွက်အောက်ထပ် patient နေနဲ့အပေါ်တက်မှာဆိုလည်းမိသားစုတစ်စုတီးသက်နေနိုင်ပါတယ်နောက်ထပ်ထဲမကပါဘူးအပေါ်တက်ကိုထပ်ပြီးတော့ခေါ်သွားပါဦးမယ်ရှင်Ruslet နေရာလေးဖြစ်ပါတယ်။ Ruslet ကထွက်ချင်းကိုလည်းဒီနေရာမှာဆိုရင်တော့ညနေဆောင်ဆိုရင်တော့ပို့ပြီးတော့တာရပါတယ်ရှင်။